ခဏလောက်စဉ်းစားကြည့်ရအောင်နေတိုင်းသွားလာနေကြလမ်းပေါ်ကကိုတို့ရဲ့ခြေလမ်းတိုင်းဟာကိုနေထိုင်ရာမြို့ကြီးကိုလျှက်စစ်စွမ်းရင်ပေးမိတယ်ဆိုရင်ဘယ်လိုနေမလဲအန်တော့စရာကောင်းတဲ့စိတ်ကူးတစ်ခုပါပဲနော်လူတွေရဲ့လှုပ်ရှားမှုကနေစွမ်းရင်ရယူမဲ့ဒီ idea ဟာအနာဂတ်အတွက်တကယ်ကိုမျှော်လင့်ချက်တစ်ခုဖြစ်လာနိုင်ပါရဲ့ဒါပေမဲ့ဒါကစိတ်ကူးရင်ဇလန်းတစ်ခုတော့မဟုတ်တော့ပါဘူးဝါရှင်တန် DC လိုမြို့ကြီးတွေမှာဆိုရင်လမ်းသွားလမ်းလာတဲ့ခြေလမ်းတွေကနေရတဲ့လက်စစ်စွမ်းအင်ကိုသုံးပြီးလမ်းမီးတွေကိုထုံးလင်းနေကြပါပြီဟုတ်ပါတယ်ခြေလမ်းတွေကနေမီးတွေလင်းလာတာပါကဲဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ခြေဘဝအောက်မှာတင်ရှိနေတဲ့ဒီအစွမ်းထက်စွမ်းအင်တွေအကြောင်းနဲ့အဲ့ဒါကိုဘလို့သုံးချနေကြတယ်လဲဆိုတာကို kinetic လမ်းခင်းပြနေရဲ့နီးပညာနဲ့တကွအသေးစိတ်လေ့လာကြည့်ကြအောင်ပထမဆုံးအနေနဲ့ပြောချင်တာကမျက်စိရှိမှတင်အလဲဟဆဖြစ်နေတဲ့စွမ်းအင်ရင်းမြစ်ကြီးတစ်ခုကြောင်းပါနေ့စဉ်နေ့တိုင်းကျွန်တော်တို့ရဲ့မြို့ပြတွေမှာလူတွေရဲ့ခြေလမ်းတန်းပေါင်းများစွာကနေ kinetic energy လို့ခေါ်တဲ့လှုပ်ရှားမှုစွမ်းအင်တွေအများကြီးထွက်ပေါ်နေပါတယ်ဒါပေမဲ့အဲ့ဒီစွမ်းအင်တွေအားလုံးကဘာမှအသုံးမပြုလိုက်ရပဲအလကားဖြစ်သွားကြတာကြီးပါပဲဒီလိုအလေဟာတာဖြစ်နေတာကိုမြင်တဲ့ဒီထွန်းသူတွေကအဖြေတစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒါကတော့လူတွေရဲ့ခြေဟန်ကားရတဲ့စက်မှုစွမ်းအင်ကိုအသုံးဝင်တဲ့လက်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ kinetic ကြွယ်ပြားတွေပါပဲကဲဒီနေရာမှာစိတ်ဝင်စားကြမေးခွန်းတစ်ခုရှိလာပြီတာမန်ခြေလမ်းတစ်ခုဟာနေလက်စစ်စွမ်းအင်အဖြစ်တကယ်ကိုဘလို့ပြောင်းလဲသွားတာလဲအဓိကအဖြစ်တော့နီးပညာလမ်းကြောင်းကြီးတစ်ခုပေါ်မှာမူတည်နေတာပါအခုအဲ့ဒီနီးပညာတစ်ခုရဲ့နောက်ွယ်ကအလုံးလုံးပုံကိုလေ့လာကြည့်ကြရအောင်အဲ့ဒီနီးပညာနှစ်မျိုးကတော့ electromagnetic နဲ့ piezoelectric ဆိုပြီးရှိပါတယ် electromagnetic ကစက်မှုအပိုက်ဝင်တွေနဲ့တန်လိုက်စက်ကွေတို့သုံးပြီးလက်စစ်စီးကြောင်းထုတ်လုပ်တာပါပြောရရင် dynamo အသေးစားလေးလိုမျိုးပေါ့ piezoelectric ကတော့နည်းနည်းထူခြားတယ်ဖိအားပေးလိုက်တဲ့အခါလက်စစ်တအားထုတ်ပေးနိုင်တဲ့အထူးပစ္စည်းတွေကိုအသုံးပြုထားတာပါဒီစရာကိုကြည့်လိုက်ရင်ပိုရှင်းသွားပါလိမ့်မယ် electromagnetic စနစ်တွေကစက်မှုလှုပ်ရှားမှုကိုအခြေခံတာကြောင့်စွမ်းရင်ဖိုးထွက်တယ်အဲ့ဒါကြောင့်လူစီကားတဲ့နေရာတွေကလမ်းမေးတွေအားသွင်းခုံတွေအတွက်အရာအသုံးဝင်တယ်ပြီးဆိုလက်ထွက်ကတော့ဖိအားကြောင့်ပစ္စည်းကပုံပြောင်းသွားရကနေစွမ်းရင်နည်းနည်းပဲထွက်တာမို့လို့အာယုံခံကိရငယ်လေးတွေဝတ်ဆင်လိုက်တဲ့ပစ္စည်းတွေမှာသုံးဖို့အဆင်ပြေပါတယ်တခုချင်းစီမှာသူ့အားသာချက်နဲ့သူအသုံးဝင်တဲ့နေရာတွေကွဲပြားနေရပါကောင်းပါပြီ theory တွေပြောတာတော်တော့ပြီအခုလက်တွေ့မှာဒီနည်းပညာကမြို့ပြဘဝကိုဘယ်လိုမျိုးအသက်ဝင်စေတယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်ဥပမာအနေနဲ့ UK နိုင်ငံမှာပထမဆုံး kinetic ဂျန်ခင်းနေပညာသုံးတဲ့ Lighten Bazard ဘူတာယုံကိုကြည့်ပါဒီနေရာလေးတစ်ထူးတည်းကိုဖျက်ဆီးသွားလာတဲ့လူဦးရေဟာစက်သက်ရှောင်းတဲ့တက်ရှိတန်ရှိပါတယ်စဉ်းစားကြည့်ပါဒီလောက်များတဲ့ခြေလမ်းတွေကနေစွမ်းရင်ဘယ်လောက်တောင်ရနိုင်မလဲဆိုတော့ဒီခြေလမ်းတွေကနေရတဲ့စွမ်းအင်တွေဘာဒီလုံးနိုင်တယ်လဲဆိုအများကြီးပဲဖုန်းအားသွင်းဖို့ USB ခုံနေထုတ်လုပ်လိုက်တဲ့စွမ်းအင်ပမာဏကိုပြပေးတဲ့ digital screen နဲ့လက်စစ်လိုက်မလို့တဲ့ LED လမ်းမီတဲ့မြို့ပြစိန်လန်းဆိုပြီးတဲ့အတွက်ရေဘေးဝေးတာနောက်ပြီးတော့မြို့ပြစီမံကိန်းတွေအတွက်အရာအသုံးဝင်တဲ့လူသွားလူလာ data တွေကိုအချိန်နဲ့ကပြေးနေရယူနိုင်ပါတယ်ဒါပေမဲ့ဒီနည်းပညာရဲ့တကယ်တန်ဖိုးရှိစွမ်းအပိုင်းကစွမ်းအင်ထုတ်လုပ်တာတခုတည်းမဟုတ်ပါဘူးအမှန်တကယ်တော့ရက်စစ်တအားထပ်ပိုးပြီးလူတွေနဲ့ရေရှည်တည်တံ့မှုဆိုတဲ့ပန်းတိုင်ကြားမှာခိုင်မာတဲ့ဆက်သွယ်မှုကိုဖန်တီးပေးနိုင်တာဖြစ်နိုင်ပါတယ်။ဒီနည်းပညာကိုဦးဆောင်နေတဲ့ Pavagen Company ကပြောထားတာလေးကအရင်တောင်းပါတယ်။တကယ်တန်ဖိုးကတော့ခြေလန်းတလန့်ချင်းစီကလူတဦးချင်းစီကိုရေရှည်တည်တံ့ခိုင်မြဲပြီးနဲ့လူမှုရေးဆိုင်ရာယူမိုက်ခက် DC ဘလို့ချစ်ဆက်ပေးနိုင်တယ်လဲဆိုတာပါပဲတဲ့။ဒီစကားကဒီနည်းပညာရဲ့အနှစ်သာရကိုအကဲ့အဝါဖော်ပြနေတာပါပဲ။ပွဲတော်ဒီမှာလူတွေရဲ့ကခွန်လှူရှားမှုတွေကနေမီးရောင်စုံတွေထွန်းလင်းနေတဲ့ကပွဲချမ်းကင်းတွေကနေလူစီကားတဲ့နေရာတွေကိုအလင်းပေးနေတဲ့လမ်းမီးတွေအထိ kinetic ကြွေပြားတွေကရေရှည်တည်တံ့မှုကိုလူတိုင်းမြင်နိုင်ပါဝင်နိုင်တဲ့တကယ့်ကိုပြောစရာကောင်းတဲ့အတွေ့အကြုံတစ်ခုဖြစ်လာစေပါတယ်။ကဲဒီလောက်ကောင်းတဲ့နည်းပညာဆိုတော့ကမ္ဘာအနှံ့ခြေခြေပြန့်သုံးဖို့အဆင်သင့်ဖြစ်ပြီလား။ဒါကတော့စဉ်းစားစရာပါလက်တွေ့မှာရှိနေတဲ့စင်ခေါ်မှုတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်။ဘယ်လုံးသားမှမစိုးငွေရေးကြေးရေးကအရေးကြီးဆုံးမေးခွန်းတစ်ခုပေါ့။ရင်းနှီးမြှုပ်နှံမှုပြန်ရနှုန်းကိုကြည့်မယ်ဆိုရင်အစပိုင်းမှာကုန်ကျစရိတ်ကကျွေပြားတစ်ပြားကိုဒေါ်လာ900နဲ့900အထိရှိနေတော့တော်တော်များပါတယ်။ဒါပေမဲ့ရရှိမှာစွမ်းအင်ကုန်ကျစရိတ်ကို62%အထိချွေတာနိုင်တယ်လို့မြို့ပြစီမံကိန်းရဲ့တန်ဖိုးဖြတ်များတယ်လို့တွားလူလာ data တွေလည်းရနိုင်ပါတယ်။အထူးကကြော်လွှားရမယ့်အခက်အခဲတွေကိုပြောရရင်တော့တက်ကုန်ကျစရိတ်ကြီးမြင့်တာနဲ့ကျွေပြားတွေကအနည်းဆုံး9နှစ်နဲ့9နှစ်ထိအဆက်မပြတ်ဖီးအားတန်ကုန်ခန္ဓာကြီးရှိဖို့လိုအပ်တာ3ခြေတလန်းချင်းကထွက်တဲ့စွမ်းရင်ပမာဏကနည်းနေသေးတာနောက်ဆုံးတစ်ခုကတော့အကောင်းဆုံးစွမ်းဆောင်ရေးအတွက်လူအသွားလာအများများတဲ့နေရာတွေပေါ်မှာမိခိုနေရတာတွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့
kinetic လန်ခင်းပြားတွေကပုံမရေရှည်တည်တဲ့ပြီးလူတွေနဲ့အပြန်လန်တုံ့ပြန်နိုင်တဲ့မျိုးပြအနာဂတ်ရဲ့အရေးအယောင်ကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီနည်းပညာကလူတဦးချင်းစီကိုဘယ်လိုစွမ်းအားတွေပေးတယ်လဲဆိုတာကိုဖော်ပြတဲ့အသုံးအနှုန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့ citizen impact ပါပဲ။ဆိုလိုတာကတန်ရှင်းစွမ်းအင်ထုတ်လုပ်ရေးမှာကိုယ်တိုင်ကကစားသမားတရားဖြစ်လာပြီးမျိုးရဲ့ရေရှည်တည်တံ့ရဲ့ရည်မှန်းချက်တွေမှာတက်တအားပါဝင်လာစေတာကိုဆိုလိုတာပါနောက်ဆုံးအနေနဲ့အားလုံးကိုစဉ်းစားစရာမိကုန်းတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ကျွန်တော်တို့ရဲ့ခြေလမ်းနေမှာတောင်ဒီလောက်စွမ်းအင်တွေရှိနေတယ်ဆိုရင်ရေရှည်တည်တံ့လက်ကဘာကြီးရဲ့အတွက်တခြားဘယ်လိုနေစဉ်လောက်ဆောင်မှုကြီးကိုအသုံးချပြီးစွမ်းအင်ထုတ်ယူနိုင်သေးမလဲအဖြေကတော့ကျွန်တော်တို့အားလုံးရဲ့အထီးထွင်ဖန်တီးနိုင်စွမ်းအပေါ်မှာမူတည်နေပါတယ်